Hello everyone. Dima fortune maker box labor. See channel solo say well like that. Bono. Dita ma nakani diga tapa ngaku amusa ngaku. Diga dawo say jana mo. Dalu bibia ine say abalo dia we get the examine ye. Biodini lima. How you do anything is how you do everything. Go on. တနေရာမှာပေါ့နော်ဒီလိုပုံစံမျိုးလုပ်ရင်နောက်နေရာမှာလဲနောက်နေရာတိုင်း everything ပေါ့နော်နောက်နေရာတိုင်းမှာလဲအဲ့လိုပုံစံမျိုးလုပ်ပါတယ်ဆိုတဲ့အရာမျိုးလေးပေါ့နော်ဒါအမှန်တရားပေါ့နော်ပြီးတော့ဆရာအခုတလောဆရာမှန်ထားစီကနေတင်ယူတဲ့ unseen ဆရာအရင်ကဆရာနားလည်ခဲ့တဲ့အရာတွေကပေါ့နော်မြင်ရတဲ့အရာတွေထက်မမြင်ရတဲ့အရာအရင်ကြောက်ဖို့ကောင်းတယ်ဆိုတဲ့အရာမျိုးလေမမြင်ရတဲ့အရာမှာဘာလို့လဲပေါ့နော်မမြင်ရတဲ့အရာတွေကဘာလို့ကြောက်ဖို့ကောင်းတာလဲမြင်လည်းမမြင်ရပဲနော်မမြင်ရလို့ကိုကြောက်ဖို့ကောင်းတာဆရာဘွားမှာပေါ့နော်ကိုယ့်ရဲ့ life တစ်ခုလုံးကြည့်ကြည့်လိုက်တဲ့အချိန်မှာဆရာဆောင်းနာပြောသလိုပဲ how you do anything is how you do everything ကိုကတနေရာမှာဒီလိုပုံစံမျိုးလုပ်ရင်နောက်နေရာအိမ်မှာလည်းအများကြီးအဲ့လိုပုံစံမျိုးပဲလုပ်တယ်ဆိုတာတကယ်အမှန်တရားပဲဆရာကဘာလို့ဒီလိုပြောရလဲ unseen မမြင်ရတဲ့အရာတွေကဆရာနောက်ွယ်မှာဆရာကအဲ့လိုမျိုးဟိုနှက်ခမ်းနေပေါ့နော်နှက်ခမ်းနေကိုဘာလို့စိုးရမှာကြောက်တာလဲကိုကိုကြည့်ရင်အဲ့လိုမျိုးသူများရှိမှတောက်ပရမှာအရင်ကြောက်တာပြောဆရာကငငယ်လေးကနေကနောက်ွယ်မှာနေရတာကိုကြိုက်တဲ့သူအဲ့လိုမျိုးတီးတန်းအဲ့လိုမျိုးအရင်က introvert ဆိုတော့လေအဲ့လိုမျိုးတီးတန်းဆန်ဆန်နေရတာတော့အဲ့လိုမျိုးတဘာဝတရားကြီးနဲ့ဆိုဆရာဟိုတနေ့တော့တငယ်ချင်းတယောက်ကစလိုက်သေးတယ်တဘာဝတရားကြီးနဲ့အဲ့လိုမျိုးကနေပေါ်တဲ့တယောက်တည်းနေအပြူကြီးလို့အဲ့လိုမျိုးကတငယ်ချင်းတွေကတော့စရပါတော့ပြောမလို့ဆရာအဲ့လိုမျိုးပဲအဲ့လိုမျိုးနောက်ွယ်မှာအဲ့လိုမျိုးနေရတာကိုကြိုက်တယ်ဆိုဘာလို့အဲ့လို show up မလုပ်တာလဲပေါ့နော်ပြီးတော့အဲ့လိုမျိုးဟိုကွာလို့အဲ့လိုတောက်ရမှာအရင်ကြောက်တော့လေအဲ့လိုအဝတ်စားတို့ဘာလို့ဝင်ပေါ့နော်ဒါကိုယ့်ရဲ့ personal life ကိုကြည့်ကျင်အပြင်အဝတ်စားတွေဝင်ရင်လဲဆရာလေအဲ့လိုတောက်ကြီးဝင်ရမှာအရင်ကြောက်တာသူများတွေမြင်ရင်အဲ့လိုအနေအောင်တောက်ကြီးဝင်ရင်သူများတွေကဘယ်လိုပြောမလဲသူများတွေဘယ်လိုထင်မလဲ judgment ကိုပဲကိုကတွေးပြီးတော့မှာပဲကိုတကယ်ပေါ့နော်ဝစ်ချင်တဲ့အရာကိုတကယ်စိုးကျင်နေရနှက်ခမ်းနေဆိုဆရာမင်းကလေးလေနော်ကြိုက်တယ်ဒါပေမဲ့အဲ့လိုစိုးလားဆိုစိုးဘာလို့မစိုးရလဲကိုအခုချိန်ကြမှာကိုပြန်မေးတဲ့မေးခွန်းတွေကိုပြန်ပြီးလေ့လာတဲ့အရာတွေထဲမှာအဲ့ဒါကြီးပါတယ်ဆိုတာကိုသိလိုက်တာဆရာရမှန်ထားပြောသလိုပေါ့ကိုကဘာလို့အဲ့လိုမျိုးအဲ့လို show up တွေမလုပ်တာလဲအဲ့လိုကြွားတဲ့စိတ်နဲ့မဟုတ်ဘူးကိုတကယ်ရှိနေတဲ့အရာကိုဘာလို့မပြောတာလဲအဲ့ဒါကြီးအားလုံးရဲ့အခြေခံကိုဆရာနောက်ွယ်မှာကြည့်လိုက်တဲ့အချိန်မှာဆရာနေရာတိုင်းမှာအဲ့လိုလုပ်တာကိုကငငယ်လေးကနေကအဲ့လိုမျိုးကိုကနောက်ွယ်မှာနေရတာကြိုက်တယ်ဖြစ်တဲ့အတွက်နေရာတိုင်းမှာကိုကနောက်ွယ်မှာပဲနေပြစ်လာတာပေါ့နော်ဆရာဆောင်းနာပြတော့ကိုကဒီနေရာမှာဒီလိုပုံစံမျိုးလုပ်ခဲ့ရဖြစ်တဲ့အတွက်နောက်နေရာတွေမှာလည်းအဲ့လိုပုံစံမျိုးပဲလုပ်တာဒါဆရာရဲ့ personal life မှာဆိုရင်ဆရာဝတ်တဲ့အဝတ်စားဆရာလို make up တို့ဘာလို့ဆိုလဲအရန်သဘောကျတယ်ဒါပေမဲ့သဘောကျရုံအစ်စ်မှာပဲပြီးသွားတာတကယ် show up တွေတိတ်မလုပ်ဘူးအဲ့လိုမျိုးဘောနော်မစိုးဘူးဒါကြောင့်မို့ဒါလေးကိုရွတ်တမင်ကိုဝယ်လိုက်တာငွေပြောပါငါစိုးရယ်စိုးကြည့်မယ်ကိုပြန်ပြီးတော့မှဘောနော် show up လုပ်ဖို့အချိန်တန်ပြီပြီးတော့ဘာလို့ဒီလိုမျိုးဖြစ်တာလဲဒါဆရာရဲ့ personal life တွေမှာဆိုရင်အဲ့လိုမျိုးဆရာအပေါင်းအသင်းနေပြီးတော့လုပ်ဖို့ဂိုင်းဘက်တွေဆရာကျောင်းတွေပေါ့နော်ဆရာအဲ့လိုကျောင်းတက္ကသိုလ်တွေဘာတွေအဲ့လိုတွေမှာတက်ခဲ့တယ်ဆိုရင်လေနောက်ွယ်မှာပဲနေတာတငယ်ချင်းတွေနဲ့အပြင်ထွက်ရင်လည်းလေတိတ်မလိုက်ဘူးသိလားတငယ်ချင်းတွေဆိုရင်အဲ့လိုဟိုရန်ဖြစ်ပြီးတော့မှဟိုကိုမလိုက်ဘူးအဲ့လိုမျိုးသူတို့ဆိုရင်လေဆရာကိုတိတ်မကြင်တော့ပေါ့နော်အဲ့လိုမျိုးတွေအချင်းတွေဖြစ်အောင်ထိနေပြီးတော့မှကိုဆရာအဲ့လိုမျိုးနောက်ွယ်မှာနေရတာကြိုက်တဲ့သူဆိုအဲ့လိုမျိုးတီးတန်းဆန်ဆန်အဲ့လိုမျိုးနေပြစ်လာတဲ့အချိန်တွေရှိကြရပါတော့ဒါဆရာရဲ့ personal life ပြီးတော့ဆရာရဲ့ relationship တွေမှာဆိုလဲအတူတူပဲပြောဆိုကိုကအဲ့လိုမျိုးအရင်အတိတ်မှာထားခဲ့တယ်ဆိုရင်အဲ့ထားခဲ့တဲ့သူကကိုကြတော့နောက်ွယ်မှာသူကအဲ့လိုမျိုးအဲ့လိုပေါ့နော်ဟိုချစ်တယ်လို့ဘာလို့မျိုးလုပ်ပြီးတော့မှသူတို့တကယ်ချစ်တဲ့သူတကယ်ပေါ့နော်တွေးချင်တဲ့သူကြ official ချပြသွားတဲ့အချင်းတွေလည်းကြုံခဲ့ရတယ်ပေါ့နော်ဆရာဆုံးနာပြောသလိုပဲကိုကတနေရာမှာဒီလိုမျိုးပုံကွင်နေတာဖြစ်တဲ့အတွက်နေရာတိုင်းမှာကိုအဲ့လိုမျိုးနောက်ွယ်မှာဖြစ်အောင်ဖြစ်လာပါပေါ့နော် relationship တကူဆိုလဲဒါ relationship မှာပြီးတော့နောက်တစ်ခုက
ကိုတကယ်ပေါ့နော်အဲ့လိုမျိုးဟိုတီးတဲ့အပိုင်းပေါ့နော်ကိုရဲ့အရာအဲ့လိုမျိုးကျွမ်းကျင်တဲ့အရာတွေဆိုလဲကိုကျွမ်းကျင်ပါတယ်ဆိုတော့မပြောရဲတာမျိုးကိုကျွမ်းကျင်ပါတယ်ဆိုတာကိုအဲ့လိုမျိုးဟိုသူများကိုအဲ့လိုမျိုးပြောရမှာအဲ့လိုရှက်တာလို့ကြောက်တာလို့အဲ့လိုမျိုးရှိုးရတယ်မလုပ်ဘူးပေါ့နော်ကြွားတဲ့စိတ်နဲ့မဟုတ်ဘူးကိုတကယ်တည်တယ်ကိုတကယ်ရှိတဲ့အရာကိုပြရမယ်ပြောမစို့ဆရာဥမာဆရာဒီဟီလီဇက်လေးဝယ်တယ်ပေါ့နော်ဝယ်တော့နည်းနည်းတော့ဈေးကပေးရတယ်ပေးရတော့ဆရာပေါ့နော်ဒီဟီလီဇက်လေးကတကယ်ကိုကောင်းတယ်ဆရာမှတ်ထားတွေကညွှန်းတာဖြစ်တဲ့အတွက်ဆရာဗီဒီယိုလေးတင်လိုက်တယ်ပေါ့တင်တော့ဆရာမိဘတွေကဗာပြောလဲဆိုငါတမီးအဲ့လိုမျိုးတွေမတင်နဲ့ဘောနော်မဝင်နိုင်တဲ့သူတွေဆိုဘယ်လိုလုပ်မလဲဘာဖြစ်တယ်ညာဖြစ်တယ်ဆရာအဲ့မှာပေါ့နော်မိသားစုရဲ့ judgment တွေကလေငငယ်လေးကနေအများကြီးရှိခဲ့တယ်ဆရာဘာလို့နောက်ွယ်မှာပဲအမြင်အဲ့လိုမျိုးနေရလဲဆိုတာကိုပေါ့နော်ကိုပြန်သုံးသပ်တိုက်တဲ့အချိန်မှာဆရာရဲ့မိသားစု background ပဲဆရာမိဘတွေကငငယ်လေးကနေအဲ့လိုမျိုးအရန် judgment လုပ်တယ်ဆရာကိုဆရာအဲ့လိုအပြင်နေထွက်တာမကြိုက်ဘူးသူတို့အနေနဲ့ကြည့်ရင်တော့ကျတော့တူတီတော့သမီးမလို့သမီးလေးတယောက်ထဲပါလို့စိတ်မချလို့ဒါကသူတို့ရဲ့ reason တွေသူတို့ကြောက်တဲ့အရာတွေကိုဆရာကိုပေါ့နော်ငါဒါကိုကြောက်တယ်ဒီဟာမလုံးနဲ့ဆိုတဲ့အရာမျိုးလုပ်တဲ့အချိန်မှာဆရာကိုပေါ့နော်မလုံးနဲ့ဆိုပြီးတော့မှဆရာကိုပေါ့နော်ပြောမဆိုတငယ်ချင်းပေါင်းတဲ့နေနဲ့ပေါင်းလဲဆိုလဲဒီလူနဲ့မပေါင်းနဲ့ဒီလူကဘာဖြစ်တယ်ဟိုလူနဲ့မပေါင်းနဲ့ဟိုလူကဘာဖြစ်တယ်ပြီးအပြင်မထွက်နဲ့အပြင်ထွက်ရင်ဘာဖြစ်တယ်အဲ့လိုမျိုးပေါ့နော် judgment နေနေတဲ့အချိန်မှာဆရာကအဲ့လိုမျိုးကြီးပြင်းလာခဲ့ရတာဖြစ်တဲ့အတွက်တခုခုဆိုရင်သူများရဲ့ judgment ကဆရာကိုပို့ပြီးအရေးကြီးစေရဲ့ကိုယ့်ရဲ့လိုအပ်ချက်မောင်ကဆရာနှစ်ခန်းနေဆိုချင်တယ်ဒါပေမဲ့အဲ့လိုမျိုးအင်းကြီးနီရေးတောက်ကြီးဝစ်ချင်တယ်ဒါကကိုယ့်ရဲ့ personal မှာရှိဝစ်ချင်တယ်ဆိုတော့မှာကိုကတွေးလိုက်တာငါဒီလိုဝစ်ရင်အရန်ကြီးတောက်ဖသွားရင်ပတ်ဝန်းကျင်ငါ့ကိုဘယ်လိုထင်မလဲပြောမဆို relationship တခုမှဆိုလဲငါ official ချပြပြီး तू ကတကယ်မချစ်ဘဲနဲ့ငါဟန်ဆောင်ပန်းဆောင်နေလုပ်ပြရင်တကယ်လို့ပွဲသွားရင်ရှက်စရာကြီးဒီလိုမျိုးပေါ့နော်ကိုကအဖက်ဖက်မှာကိုကအဲ့လိုမျိုးပေါ့နော်မှန်ကန်နဲ့ပေါ့နော်ကိုအဲ့လိုမျိုးထိန်းချုပ်ထားတယ်ကိုအမြဲတမ်းနောက်ွယ်မှာနေတဲ့အရာတွေကိုတွေ့လာရတယ်ပေါ့နော်ဒါကဟိုဆရာစွမ်းတာပြောတယ်လို့ပဲကိုကတနေရာမှာ how you do anything is how you do everything တနေရာမှာအဲ့လိုမျိုးလုပ်ခဲ့တာဖြစ်တဲ့အတွက်နောက်နေရာတိုင်းမှာလည်းအဲ့လိုလုပ်ဖြစ်တာပေါ့နော်အဲ့လိုမျိုးတက္ကသိုလ်တွေအဲ့လိုမျိုးပညာရေးတွေမှာဆိုလည်းအတူတူပဲစာလုပ်ဆိုရင်လည်းကိုကတကယ်စိတ်ဝင်စားတဲ့လုံးမယ်ဆိုရင်လည်းသူများထက်တာသွားရင်ဘာဖြစ်မှာဆိုလို့များဖြစ်မှာဆိုလို့ဆိုပြီးတော့မှဒီလိုပဲအဲ့လိုတိတ်ကိုနဲ့ပဲနေတဲ့အချိန်တွေများကိုတိကိုတက်တာကိုတိတ်မပြောပြအောင်အဲ့လိုမျိုးတငယ်ချင်းတွေဆိုအဲ့လိုဆရာလောက်အောင်မှာတော့ဆိုမကြိုက်ဘူးဆရာအဲ့လိုမျိုးကိုတိတဲ့အရာကိုမပြောရဲဘူးပေါ့နော်အဲ့လိုမျိုးတွေရှိလာခဲ့တာဒါတွေအားလုံးရဲ့အခြေခံပေါ့နော်အဓိကဆရာအရင်တော့ပြောခဲ့လေ cause of remove ပဲအကျိုးတစ်ခုဖြစ်လာပြီဆိုအဲ့အကျိုးကိုဖြစ်စေအကြောင်းတရားကိုဖယ်မှတာဆရာကအပေါ်ရန်တွေကိုလိုက်ပြောမှပေါ့နော်တစ်ပင်ခိုင်းလေးတွေဖြတ်တယ်လို့မျိုးဖြတ်ရင်ပြန်ထွက်လာမှာပဲလေဒါတွေကအမြင့်ဖြတ်မှာဒါဒီတစ်ပင်ကြီးကပြက်သွားမယ်သဘောမျိုးပေါ့နော်သဘောလိုပဲဆရာတို့တွေကဒီအကျိုးတရားကိုလုံးဝမရှိကျင်တော့ဘူးဆိုရင်အကြောင်းတရားကိုပြရမှာအဲ့အကြောင်းတရားကိုဆရာရှာခဲ့တဲ့အချိန်မှာဆရာမိသားစု background ရဲ့ judgment ပေါ့နော်သူတို့ရဲ့ judgment တွေကိုဆရာကနှစ်အများကြီးအကြာကြီးနေခဲ့ရဘူးလေနေခဲ့ရဘူးတော့ပေါ့နော်အခုတော်တော်ဆရာမှန်ထားဆရာနေတဲ့နဲ့သူကပြော unseen ပေါ့နော် unseenကိုယ့်ရဲ့မမြင်ရတဲ့အရာတွေကိုယ့်ရဲ့ထိန်းချုပ်ထားတဲ့အရာတွေဘာလို့ကိုရှိုးဝိုင်းလို့ရမှာကြောက်နေရလဲနောက်ွယ်မှာနေရမှာကြောက်နေရလေတွေကိုတီးဖို့လိုအပ်တယ်ဆိုတဲ့အရာလေးပေါ့နော်ဒါကြောင့်မလို့ဒီနေ့လေးမှာဒီဟာလေးကိုဥပမာပြရင်လည်းဆရာဘာလို့ဒီပေါ့နော်fortune makeup box လေးကိုဝယ်လိုက်တာလဲအမှတ်တရအနေနဲ့ဝယ်လိုက်တာလဲဆိုတော့ဆရာကိုတီးကျင်တော့ပေါ့နော်ဆရာကိုကြိုက်တဲ့အရာလေးလုပ်ဖို့ရယ်အရင်လိုပေါ့နော်သူများတွေ judgment နေအဲ့လိုမျိုးမိဘတွေကနေပြောမှတခုခုပြောမှဆိုအခုချိန်ထိဆရာမိဘတွေကလေဆရာဗီဒီယိုတင်တိုင်းမှာသူတို့မှာ judgment တခုရှိတယ်တခုရှိပြီးတော့ဆရာ relationship တည်ထောင်တော့မယ်ဆိုဆရာကလေးမဟုတ်တော့ဘူးလေနော်အသိပဲတခုဆိုဆရာတငယ်ချင်းတောင်းမှာအပြိုကြီးဖြစ်မှာနေအဲ့လိုမျိုးပြောတိုင်းကွာအဲ့လို relationship တွေမှာဆိုလဲကွာ official ကြီးပေါ့နော်အဲ့လိုမျိုး judge မချပြရဲတာမျိုးတွေအများကြီးကြုံလာတဲ့အချိန်မှာငါဖေးနေရာတွေမှာထပ်ပုံနေပြန်သေးရလေပြီးအခုဆိုရင်လည်းဆရာ business ပေါ့နော်စီးပွားရေးကိုပိုင်စီးပွားရေးတွေလုပ်ချင်တယ်တကယ်တော့ကို့မှာ idea တွေလည်းရှိတယ်ကိုဘာလုပ်ချင်တာလဲသိတယ်ဒါပေမဲ့ကိုကအဲ့ဒါယူတကယ်လက်တွေ့လုပ်ဖို့လေအားလုံးရဲ့ judgment ကိုစောင့်နေရဆရာ
အဲ့လိုစောင့်နေရဖြစ်တဲ့အတွက်ဆရာဘွားမှာဆရာလူချင်းနဲ့ပေါ့နော်ဟိုအချိန်တွေကဆရာမမတ်ထားပြတ်လို့ပဲပေါ့နော်ကိုက stack ဖြစ်နေတယ်လို့မျိုးဒီစစ်စစ်နဲ့ရေတဲ့ဟို block ပေါ့နော် block တွေများလာရင်ရေကပေါ့နော်ရှေ့ကိုရောက်တဲ့တလားမရောက်တယ်လို့ပဲဆရာဘွားမှာဒီ block တွေကများနေတာလေးသိရမလားကိုကဒီနေရာမှာဒီလိုဖြစ်နေနေရာတိုင်းမှာကိုရဲ့ပေါ့နော် live တစ်ခုလုံးမှာဒီလိုမျိုးကြီးလုပ်နေတာဖြစ်တဲ့အတွက်ကိုရှေ့ရောက်ချင်တော့မရောက်တော့ဘူးပြောမစိုးသိရမလားအဲ့လိုမျိုးပဲဆရာတို့ကကိုတီးဖို့လိုအပ်တယ်ပေါ့နော်ဒီ unseen နေဆရာတင်ယူတာကဆရာအတွက်ပို့ကျူးရှိမယ်ဆိုတာယုံကြည်လို့ဆရာကဒီဟာလေးဒီဗီဒီယိုလေးကိုလုပ်ဖြစ်သွားတယ်ပြီးတော့နှခမ်းနေလေးပေါ့နော်ဒီဟာလေးကိုဝယ်ရင်းနဲ့အဲ့လိုပေါ့နော်ကိုဒီလိုမျိုးတွေပေါ့နော်နောက်ွယ်မှာအရင်ကြီးမနေဖို့လေဆရာကတင်ယူခဲ့ရတာဖြစ်တဲ့အတွက်ဒါလေးကိုကိုပေါ့နော်declare ပေါ့နော်ကြေညာတယ်ကိုကြေညာတဲ့သဘောမျိုးနဲ့ကိုလှုပ်စင်တာကိုဖြစ်စင်တာပြီးတော့ကိုရဲ့နေရာတိုင်းပေါ့နော် life တစ်ခုလုံးမှာbusiness relationship career နောက်ပြီးတော့အစုံပဲပေါ့နော် family မျိုးစုံပေါ့နော်ဆရာသွားခြင်းနဲ့ help အဓိကတော့ဆရာဘွားမှာ help ကတော့အဓိကအရေးကြီးဆုံးလို့မြင်တယ်ဒီ help နဲ့ပတ်သက်ပြီးတော့ဆရာအခုထိလေးလာတုံးမှာဘာလို့လဲဆိုတော့ကိုကတစ်ဖက်မှာအလုံးပေါ့နော်ကိုတွေ့ပေါ့နော်မဖြစ်မနေဘွားမှာလောက်ရမယ့်အရာတွေရှင်လှုပ်တင်တာပေါ့နော်လှုပ်ချင်တာတဲ့လှုပ်တင်တာတွေလုံနေရတာဖြစ်တဲ့အတွက်ကျမကြီးကခီးမဆိုင်လို့မရဘူးပေါ့နော်အဲ့ဒါကိုလည်းခီးမဆိုင်နေရင်လည်းကိုပေါ့နော်တစ်ဖက်မှာ personal development အနေနဲ့တွားရမယ်ဒါလေးကိုအမှတ်တရနိုင်နေပေါ့နော်ဆရာမန်ထားကိုလည်းကျေးဇူးတင်ရင်သူရဲ့ပေါ့နော်သင်ခန်းစာတွေအားလုံးဆရာ embodiment ဖြစ်ဖြစ်အကောင်းဆုံးတင်ယူရင်းတွေအတွက်လည်းတခုရပါစေကြောင်းအကျိုးရှိရင်ပေါ့နော်ကိုလည်း declare ချညာရင်းမယ်အားလုံးကိုဒီနေ့မေးမှာကိုမှရှိနေတဲ့အရာတွေကိုပြောမစို့ cost of remove ပဲအကြောင်းတရားကိုပဲဖယ်ပါအဲ့အကြောင်းတရားကိုရှာရမှာတကယ်အကြောင်းတရားကလေတယောက်နဲ့တယောက်တူမှာမဟုတ်ကိုယ့်ရဲ့အကြောင်းတရားကိုရှာပါဆရာဆိုရင်ဆရာရဲ့မိသားစု background ပေါ့နော်မိသားစုကနေပြီးမှဆင်းသက်လာတဲ့အရာတစ်ခုကြောင့်မလို့ဒီလိုမျိုးဖြစ်လာရဲ့ဒါလေးကိုကိုကတဖြည်းဖြည်းချင်းနားလေပြီးတော့မှအကိုင်းနေလိုက်ဖြတ်တာတဲ့ဆိုင်ရင်အမြင့်တစ်ခုလုံးကိုဖြတ်ပလိုက်တာကဆရာအတွက်အကောင်းဆုံးဖြစ်မယ်လို့ယုံကြည်ရဲ့အတွက်ပေါ့နော်အားလုံးပဲကျေးဇူးများတင်ပါတယ် I love you thank you so much